ဒီဘက်ရဲ့ဆာမှာတော့ဗန်ဓမြ3ယောက်ကိုလူရှိတယ်ဆိုပြီးကြော်ညာခဲ့တာကိုဖတ်နေကြပါတယ်။ရန်တန်း90ဗမာတောင်ရတိုက်ပြီးထွက်ပြေးသွားတာနှစ်ဖက်ကျော်ရှိနေပြီလို့လည်းဆိုနေပါတယ်။ဖမ်းပြီးတော့စုငွေတန်းရမယ်လို့လည်းပြောလို့နေပါတယ်။အနေငယ်စဉ်းစားပြီးမဖြစ်နိုင်ပါဘူးကွာကိုနဲ့ပြန်ပြီးမြောက်လောင်းတွေကိုထွင်းလိုက်အောင်မယ်ဆိုပြီးပြန်သွားကြပါတယ်။ဟောစတူကန်းထဲမှာတော့ဓမြ3ယောက်ကပုံနေပါတယ်။ပုံနေတာနှစ်ဖက်ကျော်ပြီးဆိုတော့ရင်းနဲ့ထမင်းတွေမဟုတ်ပဲရေးပဲတောင်းနေရပါတယ်။ဒါနဲ့ပဲကျောင်းလေးကနေခိုးထွက်ရတော့မှာပါ။ဒီဘက်မှာတော့ကာယဆရာအကြောင်းကြီးတဲ့အတွက်မိကုန်းတွေချွေးနေပါတယ်။စီကံထိုင်းကြီးကော်မတီကမင်းတို့တို့အရေးကြီးတဲ့အမှားစကားတွေရှိတယ်ဆိုပြီးပြောလို့လာပါတယ်။စီကံနဲ့ပဲတည်းဆီယာမတွေကိုနောက်ဆက်တဲ့သူမှန်သမျှကိုဆုံးစီရမယ်ဆိုတာကြောင့်ကျောင်းသားတွေလည်းစိတ်တွေကုန်သွားရပါတယ်။ကျောင်းဖတီလည်းဓမြပုံတွေကိုမြင်ပြီးဓမြလာပြောပါတယ်တခုချိုးချိုးရုပ်တွေလို့ပြောလို့နေပါတယ်။သူကျောင်းကလည်းမင်းရုံနဲ့တူတူပဲဆိုတာကြောင့်နှာခေါင်းသားထားကြိုက်ပါတယ်။တိုက်ရင်းနဲ့ပဲဓမြတွေသွားတာမြင်ပြီးတော့တော်များကိုဆိုပြီးထားអော်ပါတယ်။သူကျောင်းကလည်းရဲကိုဖုံးဆက်မလို့လှုပ်လိုက်ပြင်မဲ့လေကျောင်းဖတီကစုဝေတန်းအောင်ရအောင်ယူရမယ်လို့ပြောလို့နေတာပေါ့။ဒီဘက်မှာလည်းစီကံနဲ့ပဲ9တီရှိတီပြောနေရင်မှာပဲကျောင်းဖတီကဓမြတွေကျောင်းထဲဝင်လာကြောင်းတကယ်လို့ကျောင်းထဲမှာသာရှိတဲ့လူတွေကဖမ်းပြီးကျောင်းကနာမည်ကြီးလာနိုင်ကြောင်းဖမ်းမိတဲ့သူကိုလည်းရန်တန်းစုကြမယ်ဖြစ်ကြောင်းပြောလို့နေပါတယ်။ဆရာတွေကလည်းကျောင်းသားတွေကိုဖြစ်ချင်အောင်ပြထားခဲ့ပြီးထွက်သွားပါတယ်။တကယ်ဆရာကောင်းတွေပါ။ကျောင်းဖတီလည်းသူရုံးဝန်းထဲကကျောင်းတွေအထူးကာကွယ်ရေးစနစ်ကြီးကိုထုတ်လုပ်လို့လာပါတယ်။ဓမြတွေလည်းအကာအကွယ်ကြောင့်ပြေးလို့မရတော့ပါဘူး။ဆရာစားကားတာတော့အေးစေးပါ။တောက်တွေပဲမကြည့်တာဝါငါကျောင်းဆရာလေးဝါဓမြဖမ်းမှာရဲတွေရဲ့အလုပ်လေးမဖမ်းနိုင်ဘူးလို့ပြောနေတဲ့အချိန်မှာပဲကျောင်းဖတီကမဖမ်းရင်ကျောင်းထုတ်မယ်ဆိုတာကြောင့်ဆရာစားကားတာလည်းထပြီးသွားရပါပြီ။ဓမြတွေလည်းဘုံဘုံနေရာချရင်ဆရာစားကားတာကြီးနဲ့တဲ့တိုးပါတယ်။ရတယ်မင်းတို့ဓမြတိုက်မယ်ဆိုရင်အရင်ဆုံးမင်းတို့စပင်ကြီးကိုညှက်တင်နေကွာဒီစောက်ဘောကြီးနဲ့ဆိုဘဲတော့မှတ်မိပါပေါ့လို့ပြောနေတဲ့အချိန်မှာပဲတမိုင်းစီကကိုလိန်ကောင်းရောက်လို့လာပါတယ်။ရန်တန်းအတူတော်ပဲဖြစ်ရမယ်လို့ပြောပြီးမြေပြူခဲတွေနဲ့ထုတ်လို့ပြစ်ပါတယ်။စပိုင်ဒါမန်လို့ခုံးချလိုက်ပေမဲ့အယုတ်ကိုတက်နေသွားပြီးချောလဲသွားပြီးတော့ဆရာလေးကောင်းကတော့ဆရာလေးကောင်းပါပဲ။ဓမြတွေလည်းထပ်ပြေးတိုင်းနေပဲအသိပံဆရာနဲ့တိုးပါတယ်။သိပံဆရာလည်းရန်တန်းကငါ့အတွက်ပဲလို့ပြောလို့နေပါတယ်။သူ့ရဲ့လက်နက်ကြီးကိုထုတ်ပြလာပြီးမင်းတို့ယူကျူးမှတွေ့ဘူးတယ်မဟုတ်ဘူးလားကွာ။ဘုံကအပေါက်တစ်ခုရှိပြီးဘုံရဲ့ဘေးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ရိုက်ချလိုက်လေဆူလိုက်ထွက်လာပြီးတနည်းအားဖြင့်ပြောရမယ်ဆိုလေမြောက်ဖို့ဆိုတာလိုက်ချလိုက်ပြီးတော့ဘုံကပြောင်းပြန်ရေးဖြစ်နေကသူ့ပဲလွတ်ထွက်သွားရပါတယ်ဆရာဆန်ကာလာလည်းသူ့ရဲ့သုံးစားများရဲ့လက်နဲ့ကြီးအောင်တိုင်ဖက်နေရပါပြီတင်ရှာဆရာလည်းရောက်လာပြီးတော့ပိုက်တာကိုလည်းတီယိုရန်အကြောင်းကြီးပဲပြောနေရကြောင်းဆရာဆန်ကာလာလည်းပိတ်ကန်ပေးလိုက်ရပါတယ်ဒီဘက်မှာတော့တမိုင်းဆရာပါပဲဗျာကာယဆရာလည်းရောက်လာပြီးလော်စပီကာကြီးနဲ့မင်းတို့ကိုဝိုင်းနေရဲထားတယ်လို့ဩပြောကသူ့ရဲ့လောင်ချာကြီးကိုထုတ်လို့လာပါတယ်အမှန်ကန်ချင်းနေပြီးဆရာဆန်ကာလာလည်းသူ့ကိုထိမှဆိုလို့တားနေရပါပြီနောက်ပြီးလောင်ချာကြီးနဲ့ထုတ်ပြီးရိုက်တွေကလက်ကနေချောထွက်သွားပြီးတော့မျက်နှာချက်မှာတွန်းဆိုင်နေပါတယ်ဓမြတွေလည်းထွက်ပြေးလာရင်လည်းပဲဘိုင်ယိုဆီယာမာလေးနဲ့တူပြီးဆီယာမာလေးကလည်းသင်္ကန်းစာတွေပို့ချနေတာပေါ့ဒါမျိုးကြတော့လည်းဓမြတွေကလည်းနားထောင်နေကြတာပေါ့သူလည်းလောင်ချာကြီးနဲ့ထုတ်ပြီးဆောပြန်ပါတယ်ဆရာစာကလာလည်းလှမ်းတားမလို့သွားနေရင်မှာပဲခလုတ်တိုက်ပြီးပေါက်စီပေါ်မျက်ခွက်ကြီးကျသွားပါတယ်သူပဲတီးခံလိုက်ရတာပေါ့ဓမြတွေလည်းဟောကန်နဲ့ရောက်လာပြီးကျောင်းသားတွေကိုတန်ခါကန်လောက်ပါတယ်အဲ့ဒီချိန်မှာပဲဆရာစာကလာဆက်ဆက်တူးမှနင်းမုတ်ကိုလေးလုံးအောင်ခိုးစားနေတယ်လို့ပြောလိုက်တဲ့ကြောင့်နှစ်ယောက်သားထရံဖြစ်ကုန်ပါတယ်အဲ့ဒီကနေမှတစင်ဆက်ပြဘူးလွတ်ထွက်တာကဓမြတွေမျက်ခွက်ပေါ်ပြုတ်ကျသွားပြီးဆရာစာကလာရဲ့ခန်းနှပြန်တိုင်းနဲ့တွေ့ပြီးဓမြတွေလည်းမှောက်သွားပါတယ်နောက်ဆုံးမှာတော့ဓမြတွေကိုဖမ်းလိုက်နိုင်ပြီးဒီပိုင်းနဲ့ဒီမှာတွေပြီးဆုံးသွားပါတယ်ကြည့်ပါပဲကျေးဇူးပါခင်ဗျာ